Hello အားလုံးပဲမင်္ဂလာကျွန်တော်ဒီမှာဗျာကျွန်တော် fan နေရဗျာအာလူဝဲကိုရကျွန်တော်ဝမ်ဖက်ဖို့လာခွန်ကျွန်တော်လိုက်သွားရသေးဗျာဒါနဲ့ဖကားမဖက်ပြောပြရှိသေးဗျာဟောဂိမ်းဝဲလည်းဖသွားဗျာကျွန်တော်ဘန်ကင်းနဲ့ရောက်มาပဲပြောပြအောင်မယ်ဟန်နာပြောမဲ့ဖွယ်ဟာဗျာကျွန်တော်ပလိုမွန်နဲ့ပါလိုက်ကြလဲဆိုဗျာလေးလိုက်ရဲ့ဒီ skin ရဲ့ full UD skin ရဲ့ကျွန်တော်ဝဲကြဗျာအဲ့တော့ပြောမလို့ဗျာကျွန်တော်ကခြုံတဲ့တစ်ခါတန်းဝင်လာဗျာကျွန်တော်နောက်ဆုံးမှနေနေမှာကလောက်ကိုဖောက်နေတာဗျာချောင်းရှိချုံနေသွားဗျာကလောက်ကရောက်လာပြီဗျာချောင်းမှာlevel 1လေးကိုတုံးထားရပဲကျွန်တော်ကလည်းညီမလေးရောက်လာကလောက်1လေးပြည့်ပြီးတော့ပြည့်ဝရဲပဲတော့ flick ကပိတ်မပြီးရင်ကျွန်တော်တို့ပြန်ပြတော့ကောင်ပွဲထုတ်ကြည့်ကျွန်တော်ရဲတာပေါ့ဗျာကလောက်ကတူတယ်လည်းမနိုင်တော့ဗျာတိုးဘက်ကဘုံမှာခေါ်လာဗျာလူဝင်ခေါ်လာကိုချောင်းပြီးရဗျာကလောက်လိုက်ပြီးလို့ကျွန်တော်မပြေ1နဲ့ပြန်ပြီးတော့ဘက်ကဘုံတစ်ခိုင်းပြတ်သွားဗျာကျွန်တော်ကလောက်ပါလိုက်တတ်တာဗျာချောင်းကျွန်တော်လည်းကောက်စားသွားကျွန်တော်ကခြုံနေမှနေနေဗျာကာရူကခြုံပြင်းနဲ့ထီးနဲ့လက်မိတယ်ကျွန်တော်တွေ့ရတော့မှကျွန်တော်ထီးနဲ့အိုးရဗျာကျွန်တော်သေးအောင်ဒီကောင်လေး3အောင်လိုက်ပြတာကျွန်တော်မနေ့ပေးကြုံပြီးလိုက်ရရဗျာခေါင်းနဲ့တဲကြီးမဲကြီးလိုက်ပြလိုက်ဗျာအမှန်ကြီးလိုက်ကျွန်တော်မီးကြီးနဲ့ထူရဗျာကောက်ကူကတော်သေးလို့ကျွန်တော်တို့တဖက်တဲ့ကျန်တော့မသေးရောတာကျွန်တော်ကသေးသွားရင်တော့ကောက်ကူရဲ့မီးကြီးဖန်အမှန်ခန်းနေဖြစ်ကုန်တော့မှာဗျာကျွန်တော်ကခြုံနေဝင်လို့ရှိတယ်ကောက်ကူကရောက်လာဗျာကျွန်တော်ကကောက်ကူတယောက်လေးပုံနိုင်သေးရဗျာဟိုကောင်လေးက3ယောက်ကိုကျွန်တော်မနိုင်တော့ဘူးဒါပေမဲ့ကျွန်တော်သေးသေးရှင်းပြီးပြန်ပြစ်တာဗျာဟိုဘက်ကဘုံတော့ရလိုက်တယ်ဗျာကျွန်တော်ရှီလဲပွင့်တော့မှာဆိုကလောက်ကိုနိုင်နေမဲ့ပြန်ပြစ်တာဗျာဒီကိန်းတော့မနိုင်ဘူးဗျာကျွန်တော်ပဲပြန်သေးရဗျာကျွန်တော်ဖူပါမန်းလည်းမဟုတ်ဘူးကျွန်တော်လိန်ရှင်းရဗျာကလောက်လာမလားဆိုပြီးဖောက်နေဗျာဒီကောင်ရောက်ကိုမလာဘူးဗျာဒီကောင်ကဒုတိယတော့မနိုင်မှန်းသေးရကျွန်တော်လာမချဘူးဗျာမြင်လားကျွန်တော်လိန်မီကုန်မှဒီကောင်ရောက်လာဗျာလိန်မီကျူနေဖာဗျာဒါပေမဲ့ဘာမှမဖြစ်ကျွန်တော်ကိုဘက်ပါရတယ်ဗျာကျွန်တော်လည်းကိုဘက်ဖာပြီးအကောင်သွားအိမ်မှာပေါ့ဗျာကျွန်တော်တက်တက်လေးခြုံနေဝင်ဗျာအကောင်တူးကုန်ပြီး1ပစ်တာ1မထိသွားဘူးဗျာအကောင်လဲတယ်ဗျာမတရားဘူးဟိုဘက်ကလောက်ကဗျာကျွန်တော်တယောက်လဲဆိုပြီးကျွန်တော်ဗုကိုလိုက်အိမ်နေပဲကျွန်တော်စပိန်နဲ့ဝင်ပါပါ3ထားရဗျာကျွန်တော်ဘက်က6ရောက်လာဒီကောင်ကျွန်တော်သွားအိမ်နေမှာဗျာမကြည့်လိုက်ကလောက်ကြီးက6 level ကျွင်းဝင်ပြန်လာဗျာကျွန်တော်ကသွေးပြပြနေရုံလိုက်ပြစ်တာဗျာကျွန်တော်တော့ဒီရုံလိုက်ပြတာဗျာကျွန်တော်တေကနေမဖောက်ဖက်ကန်လာလို့မရတော့တူတူရဲ့တိတ်ပြီးတော့တူကလောက်ပြရှင်နေတေရောဗျာကျွန်တော်ကဗရဲဖြစ်တော့ဗရဲသွားဖိုင်မှုလောက်တာဗျာမကလောက်ကကျွန်တော်ဗရဲပြင်းကြီးလာပြနေကျွန်တော်ရှိကလိုက်ရတယ်ဒီကောင်ကျွန်တော်လိုက်ပြတာဗျာဒီကောင်ပြေးမှမုန်းလားကလောက်ကိုမပြေအောင်ကောက်ကူကိုပဲဖိနေဖက်ကြရထိုးလိုက်တယ်ဗျာမကြောက်မလန့်နဲ့ပေါ်လေးမှာတက်တဲ့လိန်ရှင်းနဲ့ကလောက်ကိုသွားပြင်းတာဗျာဒီကောင်လည်းကျွန်တော်ပြန်ပြတယ်ကျွန်တော်လည်းအဲဒီဝင်ပြန်ပြတယ်ဒီကောင်ကနှစ်ကောင်ပဲကျွန်တော်မနိုင်တော့ဘူးလေဗျာကလောက်ကူပဲတက်လိုက်ရရဲ့ဗျာကောက်ကူကကျွန်တော်ထီးနဲ့ဘက်ခေါ်ရိုက်သွားကျွန်တော်လည်းလောင်နေရဗျာခေါ်ကကနေပြလိုက်ရဗျာကနေပြခြုံနေဒီဘဝင်ပြီးရဗျာကျွန်တော်လည်းခြုံနေဒီဘလိုက်ရတယ်ဗျာနောက်ကဘုတ်ကိုသွေးဖြီးပြီးနေဗျာဘုံလေးအေးဖေးလေးတက်လိုက်တယ်ဗျာလောင်ကခြုံနေဝင်ပြီးအိမ်နေမှုလုပ်ရဗျာကလောက်ကသွေးတစ်ဖက်နဲ့လောင်ယူကောက်ဖားသွားဗျာကျွန်တော်လည်းကလောက်ကိုအိမ်မြန်ပို့ရတယ်ကျွန်တော်လည်းအိမ်ရောက်သွားနှစ်ယောက်လုံးအိမ်တူရောက်သွားပါဗျာကျွန်တော်လည်း fan နဲ့ပဲခြုံနေမှနေနေအောင်မသိဗျကနဗီကညီမလိုကြီးလာဦးတော့ဒီကောင်မဟုတ်ကျွန်တော်အိမ်ခွင့်အေးဖေးလေးရိုက်ရတယ်ဗျာအခုကကျွန်တော်နဲ့ fan တော့ထင်းနဲ့အုပ်ပြီးရတဲ့အဲ့လိုပြီးလို့မရဘူးလေကျွန်တော်လည်းကောင်မဖင်းနဲ့ဖက်ကြိုက်ထည့်ပြလိုက်တယ်နောက်ကနေပြီးထင်းနဲ့လိုက်အောင်နဲ့ကောက်ကောဗျာတူးနဲ့ခုံအေးဒီခွင့်လိုက်ပြတာဗျာကျွန်တော်ဖုန်းကနမပူပြီးတော့ထင်းနေရအောင်မှကျွန်တော်ကဒီကောင်မကိုတူးခုံပြန်ပစ်လိုက်တယ်ဗျာဝမ်းချောင်းနဲ့ဖင်ရပြီးတော့တောက်ကျူးရကြအမှကြည့်လိုက်ကျွန်တော်က room ရဲ့အိမ်နဲ့ထိပြီးကောက်ကွာကျွန်တော်ကောင်းထီးနဲ့အုပ်ပဲကျွန်တော်လည်းရှော့ရောနောက်ကောင်းနေပဲကောက်ကွာဝိုင်းတဲ့ပြပဲတိုးပဲပြီးတော့လော်လဲဝင်နေရောဗျာကျွန်တော်တာဝါသွားချိုးပြီဗျာနော်အီမူပြောင်းလို့ရှိသေးအီမူကမထွက်တာနဲ့ကျွန်တော်မပြတော့ဗျာဝီကိုလေးပဲပြရအန်းလိုက်တယ်ဗျာကျွန်တော်ဗီဒီယို YouTube အပိတ်ခဲ့တဲ့တင်ညာအားလုံးကျွန်တော်ကျေးဇူးထူးပဲတင်ရှိပါအားလုံးပဲဘိုင်းဘိုင်း